Hello အားလုံးပဲမင်္ဂလာပါမြန်မင်းသူ blog ကကြိုဆိုပါတယ်ကျွန်တော်တို့ခီးထွက်မလို့စီစဉ်လိုက်တယ်ပေါ့နော်ဖြစ်တယ်လို့လေးပဲကြိုက်ထီကိုခီးထွက်မယ်ဆိုပြီးတော့အဲလေသူကတော့ကားပေါ်မှာကားမမှုပေါ့နော်အဲလေဒါကတော့ကျွန်တော်ပေါ့ရှန်ကုန်ကနေပြီးတော့ကျွန်တော်တို့ကြိုက်ထီကိုတက်လူကားနဲ့သွားတယ်ပေါ့နော်အဲ့မှာကားကတယောက်ကို3000ဝယ်ပဲရှိတယ်အသွားပြန်မှအရန်တက်တာတယ်ဂိတ်တွေလည်းကျွန်တော်တို့ဆင်းစရာမလိုတက်လူကအရန်မိုက်ပါတယ်အဲ့မှာကျွန်တော်တို့တောင်ပေါ်ခီးတက်တယ်ပေါ့မြင်ရတဲ့အတိုင်းပဲရှူကင်းတွေကတော့ရန်မိုက်တယ်ကျွန်တော်တို့လိုမြေပြန့်လူတွေအတွက်တောင်ကုန်းတောင်တန်းတွေကိုမြင်ရတဲ့ feeling ကဘယ်တော့မှမေ့နိုင်မှာလည်းမဟုတ်ဒီလိုမျိုး feeling တွေအရန်မိုက်တယ်ကျွန်တော်တို့လေကွင်းတွေကြီးပဲမြင်နေရတဲ့လူတွေအတွက်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့တောင်ပေါ်တက်တယ်ပေါ့တောင်ပေါ်တက်တဲ့ကားက9000ပဲရှိတယ်ပေါ့တယောက်ကိုမှကျွန်တော်တို့လင်မယား2ယောက်ဆိုတော့1000ခွဲပဲထားပါတော့ကျွန်တော်အဲ့မှာတောင်ပေါ်ရောက်တယ်တောင်ပေါ်ရောက်တော့ခြိုက်ထီကိုမရောက်တာဘယ်လောက်ကြာသွားပြီလဲဆို8နှစ်9နှစ်လောက်ရှိသွားပြီဘယ်ကိုသွားလို့သွားမှန်းတော့မသိတော့အဆောက်အဦတွေရလည်းရမ်းနေပြောင်းလဲသွားပြီဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်ရောက်တဲ့အချိန်မောင်လေးဖြူမှတဲတယ်ပေါ့နော်ဖြူမှတဲပြီးတော့အခန်းငှားမလို့ဝင်လိုက်တဲ့အချိန်မှာအဲ့မှာဘန်ပွဲလာတယ်အရန်နိုင်သွားတယ်ပေါ့နော်အဲ့မှာလည်းတော်တော်လေးအားကိုရှိသွားတာပဲကျွန်တော်တို့6တွေလည်းညောင်းခဲ့သမျှအကုန်လုံးအဲ့မှာလည်းလက်ကိုတွေပါတီးပြီးတော့ရမ်းမိုက်သွားတယ်ဘန်ပွဲနဲ့မောင်လေးဖြူကကျွန်တော်တို့ရှင်ပြင်းရဲ့ထိတ်မှာပဲရွှေနန်းကျင်နားလေးမှာပဲဆိုတော့ရမ်းဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ရှင်ရင်ပြုံးမှာသွားဆွဲလိုက်တယ်ပစွန်ဒုံနဲ့ဝက်ကလီသာနဲ့ပေါ့နော်ဈေးကတော့နည်းနည်းများပါတယ်ဈေးတော့မပြောပြတော့ဘူးဒါပါပဲဘိုင်ဘိုင်